ဖိလစ်ပိုင်မှာငလင်ကြောင့်အနည်းဆုံးလူတဦးသေဆုံးဖိလစ်ပိုင်ရဲတပ်ဖွဲ့ဖိလစ်ပိုင်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်အနည်းဆုံးလူတဦးသေဆုံးပြီး၄ဦးဒဏ်ရာရရှိခဲ့ကြောင်းအာခရီသတင်းဌာနကချင်းနီရဲ့စမ်းတိုက်မျိုးရှိရဲရရှိတဦးကိုကိုးကားပြီးသတင်းဖော်ပြပါတယ်။ရဲတပ်ချက်ကြီးရောဘတ်ဒါဂွန်ကအဆောက်အအုံအများအပြားပြိုကျခဲ့ပါတယ်လို့ပြောကြားပြီးကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နေတာကြောင့်ပြိုကျအဆောက်အအုံရေးအတွက်မတိရသေးကြောင်းဆိုပါတယ်။ဖိလစ်ပိုင်နိုင်ငံမျိုးပြလေကြောင်းအာဏာပိုင်အဖွဲ့ကရဲ့ပြောကြားချက်အရဖိလစ်ပိုင်မှာငလင်လှုပ်ခတ်မှုအပြီးဘေးကင်းလုံခြုံရေးစစ်ဆေးအကဲဖြတ်တွေပြုလုပ်နိုင်ရေးအတွက်ဂျင်းနယ်စမ်းတိုက်လေးစိတ်ရဲ့လုပ်ငန်းလည်ပတ်မှုများကိုယာယီရပ်ဆိုင်းထားမယ်လို့ဆိုပါတယ်။ဒါပေမဲ့တည်ယူပို့ဆောင်ရေးဝန်ကြီးဌာနရဲ့အဆိုအရမင်ဒါနာအိုဒေတာကအခြားလေးစိတ်တွေမှာတော့လုပ်ငန်းလည်ပတ်မှုများပုံမှန်အတိုင်းဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာပြင်းအား9.3 မက်ဂနီကျူရှိတဲ့အပြင်းငလင်တစ်ခုဒီနေ့မနက်ပိုင်းဒေသစံတော်ချိန်9နာရီခွဲခန့်မှာလှုပ်ခတ်သွားပါတယ်။ငလင်ဟာဖိလစ်ပိုင်တောင်ပိုင်းကအဓိကကျွန်းမကြီးဖြစ်တဲ့မင်ဒါနာအိုကျွန်းပေါ်ကဂျန်နီယယ်ဆန်ဒိုမြို့ကမ်းလွန်ကိုဗဟိုပြုလှုပ်ခတ်သွားတာဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံတလောအစိုးရကျောင်းတွေစဖွင့်တဲ့ဒီနေ့မှာငလင်လှုပ်ခတ်မှုဖြစ်လာတာပါ။ဒီငလင်ကြောင့်ဖိလစ်ပိုင်အပါအဝင်ဒေသတွင်းကအင်ဒိုနီးရှားနဲ့ဂျပန်နိုင်ငံတို့မှလည်းဆူနာမီရေလှိုင်းသတိပေးချက်တွေထုတ်ပြန်ထားပါတယ်။ငလင်ဟာပြင်းအား9.3 မက်ဂနီကျူရှိပြီးမြေအောက်အနက်10 ကီလိုမီတာကိုဗဟိုပြုလှုပ်ခတ်သွားတာလို့ဖိလစ်ပိုင်မီးတောင်နဲ့ငလင်စောင့်ကြည့်ရေး Institute ကပြောပါတယ်။ဒါပေမဲ့တခြားငလင်စောင့်ကြည့်ရေးစင်တာတွေကတော့ငလင်ပြင်းအားဟာ9.8 မက်ဂနီကျူရှိတယ်လို့မှတ်တမ်းတင်ပါတယ်။ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကိုစ်ဂျူနီယာကတော့လူထုကိုကုန်းမြင့်ဘက်ကိုရွှေ့ပြောင်းဖို့တိုက်တွန်းပြီးအစိုးရအေဂျင်စီတွေကိုလည်းသူကိုယ်တိုင်ညွှန်ကြားထားတယ်လို့ပြောပါတယ်။